ကဲအားလုံးပဲကျွန်တော်ဒီနေ့ကျွန်တော်ရဲ့တငယ်ချင်းနဲ့မိတ်ဆက်ပေးပါမယ်ကျွန်တော်တငယ်ချင်းနှစ်ယောက်ကတော့ပူပူဇူဇူနဲ့စူပါလို့ပဲဖြစ်ပါတယ်ဟယ်လိုပူပူဇူဇူဗါလဲဟယ်လိုလူလူဘာမို့တော့ပါမလားမင်းဘာပြောမလို့လဲပူပူဇူဇူဗါလဲမင်းဒီကောင်ဘာလာတော့တယ်လဲမင်းပြောတော့ညကြရာတော့ကကြတော့နောက်ငါတို့အိမ်လာခဲ့တော့ဆိုအော်ငါမင်းရောလို့ဘာမှခဏနေငါမင်းတို့ရစားချက်သွားလို့ပြောတယ်အားကိတ်မို့နော်ဟာဒါငါပြောမယ်ဒါငါညီလေးငါလည်းတိမ်မင်းမယ်တို့တကားပိတ်စမ်းမှာတကားမပိတ်ခဲ့တော့လုံးဖွင့်ခဲ့ပြီအဲ့ရောက်ပါဖြစ်တာလေတော်ကြောင်နေခဏလေးခဏစောင်းငါတော့တင်နေလို့ဟဲ့လေဒီမှာတင်နေတဲ့ငါ့ကိုဒီမှာဒီကောင်လို့ဟုတ်တော်သေးတော်ဖြစ်နေလားလို့ဟမ်လုံးဝင်လို့မရအောင်ငါတငယ်ချင်းကြီးရဲ့ကိတ်မောက်တဲ့ကွာမိုးလေးချုပ်တော့မှာကွာတို့အဲ့ရလည်းလုပ်ပြအောင်မှာညစာလည်းလုပ်ပြအောင်မှာကဲသူကကိတ်မောက် C A K K ကိတ်ရမင်းတို့ကကိတ်ပါလာတယ်ရောက်ရဲ့ရောက်နေ你到没了，多，个人能到不用钱，起码没弄着给，都来讲了，给没弄来啥呀？我，还楼下些楼来我们，嘿呀，有来是吧？我一出去看我们了，提嘛。ဒီမှာဒီရောက်ဝင်နေချွတ်ကန်ရောက်ပြီ။အဲ့လိုဆိုးအောင်ကွာ။အေးကဲဒီဘိုးဆိုရင်မင်းတို့ကဘာမှမပြောတော့။ကဲမင်းလည်းအပြင်မှာထွက်နေတယ်ဒီကောင်ကအင်တာတက်မလို့။နှုတ်ဆိုချောင်းကြည့်နေတော့နည်းနည်းစီးကြောင်းကြီးတယ်။ဘာမှပြောတော့ရောက်ရင်ကဲဟိုကောင်ကလည်းဘိုးဆိုရင်ဟာလေဘာမို့တော့ဒီညမှာဟိုကောင်လေးဘာလာလို့လဲမသိဘူး။ညောင်းနေဒါလည်းမရောက်လေ။ဒါလည်းမသိဘူးလားညမှာဒါယူအောင်။ဒီကနေနဲ့ဘေးနာကကိုယ်ကနေလည်းရမ်းအောင်များ။ဒီပါလေစိတ်စိတ်လိုက်တာပူပူဇူဇူရဲ့စူပါရဲ့ဘေဘီလားဘေဘီဘေဘီပူပူဇူဇူအမေပြောနေလေပါလေလို့အိတ်တော့မင်းသားမင်းတို့ဒီချက်မှနင်တို့ချိန်တာလို့အိတ်တော့အောက်ထပ်မှာသွားရေးလိုက်တော့မယ်ဒီမှာအိတ်ရ2နေရာရှိရင်မင်းတို့တယောက်1နေရာစီအိတ်လိုက်โอเคလားကဲအားလုံးမကျွန်တော်ခုရှိပါတယ်အခုကအင်ကြီးဖိုးရောင်လေးနဲ့ပူပူဆူဆူတဲ့အကောက်ကို POHO ပူပူဆူဆူဆိုပြီးရိုက်ရှာလိုက်ပါအဲ့ဒီမှာသူ့ရဲ့ဗီဒီယိုတွေတင်ထားပါတယ်စူပါဆိုပြီးရိုက်ရှာလိုက်ပါအဲ့ဒီထဲမှာလည်းသူ့ရဲ့ဗီဒီယိုရိုက်တင်ထားပါတယ်ကဲငါလည်းအောက်ထပ်မှာအိပ်ရတော့မယ်အိပ်ရသွားပြီလားအိပ်ရ BED bus ai mà ai gì kệ ai chỉ con này là lẻ cho đồ số rồi mấy bạn ra đây rồi mua báo sorry bà đi đâu này
မောလေးနီဘဘဆိုဆိုရဲ့စူပါရဲ့ငါတို့ကခုတွေ့လိုက်တယ်လားနင်းနေကြနေတာကွာနင်းကြနေတာဘဘဆိုဆိုနင်းနေကြနေတယ်ဒီကကြာနေတွေ့လိုက်တယ်နင်းနေကြနေဘဘဆိုဆိုနင်းနေကြနေဘဘဆိုဆိုအေးရမထားသေးလားမသိဘူးဟင်းအောင်နေထားမလဲနင်းနေအပြင်မှာကြာနေဟုတ်အတိပါဘောမြင်ရတယ်ဟုတ်တယ်အပြင်မှာနင်းနေကြာနေတာနင်းနေကြာနေတာဆိုတော့ဆော့ကြပါမလေးနားလို့ဘာလို့တကားပိတ်ကြမင်းတို့တော့ခတ်ထားခဲ့တာတတနောက်မှတွေ့မယ်အောင်ကနေထည့်လို့ရနော်မေးပါ sorry ပဲကွာငါပဲပြတ်ဖို့မနင်းနေကြာနေတာနင်းနေကြာနေတာဟေးမင်းတို့ကကားပိတ်ပြီမင်းတို့ကကားလေးပိတ်ပြီခဲ့ကဲကားလေးပိတ်မင်းတို့ဘယ်မှထွက်လို့မရတော့မင်းတို့အထက်ခါပိတ်ဘာဖြစ်လဲဆိုမင်းတို့ဖမ်းလာပြီဟာဒါဆောင်းတူပုံလာဆောင်းကောင်းကောင်းလေးစမလီနော်လိုက်မယ်လေမင်းငါလိုက်ခိုင်းငါမင်းတို့တွေကိုဘယ်မှထွက်လို့မရအောင်လုပ်လို့ဒီကောင်လည်းမနေကြဘူးမင်းလည်းကြာနေနားဒီမှာကိုမင်းပြင်းမှာအားထုတ်အောင်ရှာနေမင်းဝရလာပါလားမမမဟုတ်လို့ငါသိပါတယ်မဝင်လာပါနဲ့ပါမင်းတို့တော့ငါစားကြယူလာခဲ့မယ်တို့ဒီနေ့ညနေပြန်မှာမလားပြန်ပါဦးမင်းမအပြေးနေလာဒီမောမင်းတို့အပေါ်မှာငါသိရရှောက်ပြန်ဆောင်နေနဲ့ပေါ်မှာမင်းတို့ဒီမှာလေဘာလာပြောနေစူပါပြောဒီကောင်ကျူးစားရနော်အဲ့ကောင်တခါကြာရင်နည်းနည်းဆက်စုတယ်ငါအင်ကြီးတွေရောအဆုံးသွားရင်တော့မင်းတို့ညောင်မလဲဘူးနော်အေးမင်းရောကြားလားတိုင်းဒီရောအခုတရဘလူးခါဝင်အဲ့ပြောလေစားဖူလေးဝကြโอเคမင်းတို့ဒီကနေစောင့်ကြည့်တာနော်ဟိုငါကြားရနော်မင်းကြည့်တက်လာပြီမင်းတို့တော့အရင်ဥစားလှုပ်ဆရာလေးတစ်ခုရှိပြောစက်ထားလိုက်ပါတော့ငါစတိုရန်နေတော့ဟေးငါအောက်ဆိုင်နေနော်နိချိုဘာလို့မကင်းမစားအဲ့ဒါကိုလည်းဒီနောက်ဝင်ပါဟာရှင်နော်ဒီမှာရမင်းတို့ကငါအင်ကြီးလေးလှုပ်ထားတယ်sorry ပါ sorry မင်းမစိတ်အများကြီးပဲရှိရမယူဘူးရအောင်မယူနဲ့နော်လင်းလာတော့ဘာမှမလုပ်နိုင်ငမွေးဘူးအဲ့လိုမပြောနဲ့ကျေးဇူးနော်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအဆုံးထိကြည့်ပြကြတဲ့အားလုံးကျေးဇူးတင်ပါတယ်အားလုံး bye bye ကြားရနော်ကြား